ကိုပိုင်လုပ်ငန်းတစ်ခုစလုပ်ဖို့စိတ်ကူးရှိနေရတူနီဒါမှမဟုတ်လုပ်ငန်းတော့စလိုက်ပြီဒါပေမဲ့ရှေ့ဆက်ဘာလို့မှမသိလမ်းပြောင်းနေလို့ခံစားနေရသူတွေအတွက်ပေါ့ဒီနေ့မှာတော့ဆီရအောင်ကိုဦးရဲ့ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုရင်ဆိုတဲ့စာအုပ်ထဲကတကယ့်ကိုလက်တွေ့ကျတဲ့လမ်းညွှန်ချက်တွေကိုအနစ်ချုပ်ပြီးပြန်လည်မျှဝေပြီးချင်ပါတယ်ဆိုတော့လုပ်ငန်းတစ်ခုစတင်တာကနေအောင်မြင်အောင်တိုးချဲ့တဲ့အထိအဆင့်တိုင်းကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်ဟုတ်ပြီဒီနေ့ရဲ့အဓိကပြောရမယ့်အကြောင်းအရာတွေကတော့ပထမဆုံးစာရေးတူးရဲ့ရည်ရွယ်ချက်ပြီးရင်တော့စီးပွားရေးရဲ့အခြေခံအုံးမြစ်ကိုဘယ်လိုချမလဲအဲ့ဒါပြီးတော့ね brand နဲ့ marketing ရဲ့အကြောင်းလုပ်ငန်းရည်ရှိခံမှုအတွက်စနစ်တွေဘယ်လိုတည်ဆောက်မလဲနောက်ဆုံးမှာတော့လုပ်ငန်းကြီးလာတဲ့အခါကြုံရမယ့်စိန်ခေါ်မှုတွေအကြောင်းဒါတွေကိုတစ်ခုချင်းစီဆွေးနွေးသွားကြပါမယ်ဒီစာအုပ်ကဘာနဲ့တူလဲဆိုတာလေကိုပိုင်လုပ်ငန်းစဖို့ဆိုတာကခီးရှည်ကြီးတစ်ခုသွားရတယ်လို့ပဲလေအဲ့ဒီခီးမှာလမ်းမပြောင်းအောင်လမ်းညွှန်ပေးမယ့်မေပုံတစ်ခုလိုပါပဲစာရေးသူကစွန်ဦးတီထွန်လုပ်ခန်းရှင်တယောက်ရဲ့ခီးလန်းကိုဒီစာအုပ်နဲ့ပုံဖော်ပေးထားတာပါကဲဒီစာအုပ်ဘာကြောင့်ဒီလောက်တောင်လက်တွေ့ကြပြီးအသုံးဝင်ရလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်အောင်အဓိကရေးမြေကစာရေးသူကိုယ်တိုင်ရဲ့ရွေးချက်ပါပဲသူဘာကြောင့်ဒီစာအုပ်ကိုရေးခဲ့လဲဆိုတာကိုနားလေလိုက်တာနဲ့သူပေးတဲ့ကြံရင်ဒီကဖောင်းလို့ဒီလောက်တောင်ယုံကြည်စရာကောင်းနေလဲဆိုတာချက်ချင်းသဘောပေါက်သွားပါလိမ့်မယ်တကယ်တော့လေဒီစာအုပ်ရဲ့အဓိကအားသာချက်ကပါလဲဆိုတော့ theory တွေချီးပဲပြောနေရမဟုတ်ဘဲနဲ့စာရေးသူကိုယ်တိုင်ရဲ့လက်တွေ့တွေ့ကြုံတွေကိုအခြေခံပြီးရေးထားတာပါသူကိုယ်တိုင်ကစာမျက်နှာရှင်မှာရိုးရိုးသားသားပဲဝန်ခံထားတယ်ကျွန်တော်ကစီးပွားရေးပညာရှင်တယောက်မဟုတ်ပါဘူးကျွန်တော်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံနဲ့ကြုံတွေ့မှုတွေကိုပြန်လည်မျှဝေချင်တာဖြစ်ပါတယ်တဲ့အဲ့လိုပြောလိုက်တာနဲ့ကိုပဲသူပေးတဲ့အကြံဉာဏ်တွေကဘယ်လောက်ထိမြေပြင်မှာလက်တွေ့ကြမလဲဆိုတာသိတာနေပြီလေဒါကြောင့်လုပ်ငန်းဆက်လုပ်မဲ့သူတွေအတွက်အရန်ကိုနားလည်ရလွယ်ပြီးလိုက်လို့ကောင်းတာပေါ့ကဲစာရေးသူရဲ့ရည်ရွယ်ချက်ကိုနားလည်သွားပြီဆိုတော့နောက်တစ်ဆင့်အရင်နဲ့လက်တွေ့ဘက်ကိုသွားကြည့်ရအောင်လုပ်ငန်းတစ်ခုရဲ့အခြေခံအုတ်မြစ်ကိုဘယ်လိုခိုင်ခိုင်မာမာချမလဲဒါကတော့လုပ်ငန်းမစခင်မှာကိုမေးခွန်းမေးရမယ်မေးခွန်းကြီးတွေပါပဲစာရေးသူကဘာပြောထားလဲဆိုတော့ဘာအလုံးမစခင်မှာအခြေခံမေးခွန်းကြီး၄ခုကိုဘာသာကိုပြက်ပြက်သားသားဖြေထားဖို့လိုတဲ့နံပါတ်1ကိုကဘယ်လိုလုပ်ငန်းမျိုးလုပ်မှာလဲ2ကကိုရဲ့ဈေးကွက်ကဘယ်မှာလဲ3ရင်းနှီးမြှုပ်နှံမှုကဘယ်လိုပုံစံနေလဲနောက်ဆုံး4ကတော့အရင်ဘယ်တော့ကြေမလဲဆိုတဲ့ break even point ပေါ့ဒီအဖြေတွေရှင်းနေမှာနောက်ဆက်တွဲလက်မဲ့ခြေလမ်းတိုင်းကခိုင်မာမှာပါဒီစာအုပ်မှာထက်ခါတလဲလဲအလေးပေးထားတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ဂင်းကနန်တွေကိုပထမဆုံးတွေကတည်းကထိထားဖို့ပါပဲဆိုလိုတာကငွေရေးကြေးရေးကိုတေးသေးချာချာနားလည်ဖို့လိုတယ်ပေါ့ကိုလုံကန်းကတေးသေးလေးပဲဖြစ်ဖြစ်ကြီးပဲဖြစ်ဖြစ်ဝင်ငွေထွက်ငွေအသုံးစရိတ်အားလုံးကိုစနစ်တကျမတန်းတင်ထားဖို့အရန်ရေးကြီးတယ်လို့သူကဆိုထားတယ်။ဒါမှဒါကိုလုံကန်းကတကယ်ရောအမြတ်ရနေရလားရှုံးနေလားဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်ပါလေ။ကဲအခြေခံအုတ်မြစ်ဒီခိုင်မာသွားပြီဆိုပါစို့နောက်တစ်ဆင့်ကဘာလဲကိုလုပ်ငန်းကိုလူတွေသိအောင်ယုံကြည်လောက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းပေါ့။ဒါကတော့ brand တိစောက်တာနဲ့ marketing လုပ်တဲ့အပိုင်းကိုရောက်လာပါပြီ။ဒီစာအုပ်မှာ brand ကိုရှင်းပြထားတာလीသဘောကျတယ်။ brand ဆိုတာလလပပ logo လေးတစ်ခုတည်းကိုပြောတာမဟုတ်ဘူးတဲ့အဲ့ဒီထက်အများကြီးပိုကျယ်ပြန့်တဲ့ brand ဆိုတာကဖောက်တီတယောက်ကကို logo နဲ့စပြီးထီတွေ့တဲ့အချိန်ကနေဝန်ဆောင်မှုယူပြီးပြန်သွားတဲ့အထိသူတို့ရလိုက်တဲ့ခံစားချက်အတွေ့အကြုံအားလုံးကိုပေါင်းပြီးခေါ်တာပါတဲ့အဲ့ဒါမှတကယ် brand တဲ့ပြီးတော့လေအဲ့ဒီ brand ကိုလူတွေသိအောင်ဘယ်လိုလုပ်မလဲဆိုတော့စာအုပ်ထဲမှာတော်တော်လေးစုံစုံလင်လင်ဆွေးနွေးထားတယ်ဒီဘက်ခေတ်စားနေတဲ့ Facebook marketing ကနေစပြီးပွဲတွေလုပ်တဲ့ event marketingနောက်ပြီးလက်ကန်းစာဆောင်ဖင်တာလို့ offline နည်းလမ်းတွေအထိအကုန်ပါတယ်။ content နဲ့ကြော်ညာအကြောင်းတွေနောက်ဆုံး marketing plan တစ်ခုလုံးကိုဘယ်လိုဆွဲမလဲဆိုတာအထိလက်တွေ့ကြလမ်းညွှန်ပေးထားတာကဒီစာအုပ်ရဲ့အားသာချက်ပါပဲ။ကဲလုပ်ငန်းကတဖြည်းဖြည်းကြီးလာပြီဆိုရင်ရှုပ်ထွေးပွေလီမှုတွေကနောက်ကလိုက်လာတော့တာပဲ။အဲ့ဒါကိုဖြည့်ရှင်းဖို့အတွက်စာရေးသူကစနစ်တကျရှိတဲ့ထက်ခါတလဲလဲအသုံးချနိုင်တဲ့ system တွေတိစောက်ဖို့ကိုအရင်အလေးပေးထားတာပါ။လုပ်ငန်းကိုချဲထွင်ဖို့အတွက်တောချက်က Standard Operating Procedure SOP ပဲလို့စာအုပ်မှာဆိုထားလေ SOP ဆိုတာဘာလဲဆိုတော့လုပ်ငန်းတစ်ခုမှာအလုံးတွေရှုပ်ထွေးပြီးရေအတွေးတွေမကြတော့အောင်အရာအလုံးကိုစနစ်တကျတတမတိဖြစ်အောင်ထိန်းပေးတဲ့လုပ်ငန်းစဉ်ဒီစီးမြင့်စီကန်းတွေပေါ့ဒါရှိမှလုပ်ငန်းက professional ဆန်ဆန်နဲ့ချိုးချောမွေ့မွေ့ level နိုင်မှာပါခိုင်မာတဲ့ SOP တစ်ခုမှာဘာတွေပါတဲ့လဲဆိုတော့အများကြီးပဲလုပ်ငန်းရဲ့ vision နဲ့ mission ကနေစပြီး logo စီမင်းစည်းကမ်းတွေ company profile brochure တွေနောက်ပြီးအမြဲသုံးနေရတဲ့ဖုန်းပုံစံတွေအထိအားလုံးကိုစံတစ်ခုအနေနဲ့သတ်မှတ်ထားတာပါဒါတွေအားလုံးကလုပ်ငန်းတစ်ခုလုံးကိုလဲပတ်ဖို့အတွက်ပြည့်စုံတဲ့လက်ဆွဲစာအုပ်ကြီးတစ်ခုဖန်တီးလိုက်တာနဲ့အတူတူပါပဲဟုတ်ပါပြီအခုကျွန်တော်တို့ဒီစာအုပ်ထဲကလမ်းညွှန်ချက်တွေရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီဒါကတော့စုဦးတည်ထွန်းလုပ်ငန်းရှင်တိုင်းမျှော်လင့်တဲ့အရာဒါပေမဲ့တစ်ချိန်တည်းမှာပဲအန်တရဲ့အများဆုံးလည်းဖြစ်တဲ့လုပ်ငန်းတိုးတက်ကြီးထွားမှုဆိုတဲ့အကြောင်းရပါပဲကဲလုပ်ငန်းကအောင်မြင်နေပြီး
အခုပါဆက်လုံးမလဲစာအုပ်ထဲမှာဒီမြေကွန်ကိုမိထားတယ်ဘာလို့လဲဆိုတော့အောင်မြင်မှုဆိုတာကသူ့နောက်မှာစိန်ခေါ်မှုအသစ်ကိုလို့ထခါတဲ့ခေါ်လာတယ်လို့ပါပဲ risk တွေကိုဘယ်လိုစီမံမလဲလုပ်ငန်းကိုဘယ်လိုဆက်ချင်မလဲအဲ့ဒီလိုရှုပ်ထွေးတဲ့ပြဿနာတွေအများကြီးပါ အဲ့ဒီကြီးထွားမှုကိုစနစ်တကျစီမံခန့်ခွဲနိုင်မှုအထက်စာရေးသူက business life cycle လို့ခေါ်တဲ့အဆင့်၅ဆင့်ကိုရှင်းပြထားတယ်ပထမဆုံးကတော့မိတ်ဆက်တဲ့အဆင့် introduction ပြီးရင်အရှင်ရလာတဲ့ကြီးထွားမှုအဆင့် grow နောက်တည်ငြိမ်သွားတဲ့ရင့်ကျက်မှုအဆင့် maturity အဲ့ဒီကနေကျဆင်းတဲ့အဆင့် decline နဲ့နောက်ဆုံးဆွန့်လွတ်ရတဲ့အဆင့် abandonment ပေါ့အဓိကကတော့ကိုလုပ်ငန်းလားအခုဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာကိုတည်တည်ချာချာသိပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ပါပဲ ဒီနေရာမှာစာရေးသူပေးထားတဲ့အဓိကအချမ်းရံကတော့ timing ပါပဲအချိန်ကိုက်ဖြစ်ဖို့လိုတယ်ဘယ်အချိန်မှာလုပ်ငန်းကိုချဲတယ်လဲဆိုတော့ကိုလုပ်ငန်းကကြီးထွားမှုအဆင့်မှာအချိန်ကောင်းကောင်းရနေတော့မှနောက်ထပ်ထုတ်ကုန်အသစ်ဖြစ်ဖြစ်ဈေးကွက်အသစ်ဖြစ်ဖြစ်ချဲထွင်ပါတယ်အဲ့ဒီအချိန်ကိုအသုံးချပြီးနောက်တစ်ဆင့်ကိုတက်လောင်းဖို့ပါပဲဆိုတော့အဆုံးသတ်အနေနဲ့စာအုပ်ထဲကစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့လည်းအဆုံးသတ်လိုက်ပါစီအခုအတူတူလေးလာခဲ့တဲ့ဒီခရီးလမ်းမှာအခြေခံအောင်မြင်ချတဲ့အဆင့်မှာလား brand တီဆောက်နေရတော့လားဒါမှမဟုတ်ကြီးထွားလာတဲ့လုပ်ငန်းကိုစီမံခန့်ခွဲနေရပြီလားကိုလုပ်ငန်းကတော့ဘယ်အဆင့်ကိုရောက်နေပြီလဲကိုရဲ့နောက်တစ်လမ်းကဘာဖြစ်တင်လဲအဲ့မေးခွန်းရဲ့အဖြေတော့ဒီစာအုပ်ကအကောင်းဆုံးလမ်းညွှန်တစ်ခုဖြစ်နေမှာထေချပါလေ